အမျိုးသမီးဟာတည်ဆုံးသွားတဲ့သူတွေရဲ့ဝိညာဉ်တွေကိုမြင်နိုင်စွမ်းရှိနေတယ်ဆိုတာရုတ်တရက်သိလိုက်ရပါတယ်။သူမဟာချစ်ချင်းပဲလှည့်ပြေးခဲ့ပေမယ့်အမျိုးသားတစ်ယောက်ကသူမကိုတားဆီးလိုက်ပါတယ်။အဲ့ဒီအမျိုးသားကဝိညာဉ်တွေကိုဟင်းရောက်လိုက်တဲ့အခါသူတို့ဟာခဏချင်းမှတင်ပျောက်ကွယ်သွားပါတယ်။သူဟာအမျိုးသမီးစီကချီကျူးစကားကိုမျှော်လင့်ပြီးလှည့်ကြည့်လိုက်ပေမယ့်အမျိုးသမီးကတော့တောင်းတကြီးဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသားဟာသူမရဲ့ပျောက်ဆုံးနေတဲ့ခင်မောနဲ့တပုံစံနဲ့တူနေလို့ပါပဲ။သူမကသူဘသူလဲလူမေးပေမယ့်သူဟာအခုချိန်မှာတော့ဝိညာဉ်တစ်ခုသာထွက်ပြီးမှတ်ဉာဏ်အလုံးဆုံးရှုံးနေပါပြီ။သူဟာတရေဒီကိုမြင်နိုင်တဲ့အတူတဲတော်သူဖြစ်တဲ့အတွက်သူ့ရဲ့မှတ်ဉာဏ်ဒီပြန်ရအောင်ကူညီပေးဖို့အမျိုးသမီးကိုတောင်းပန်ပါတော့တယ်။အမျိုးသမီးကလည်းဒီလူဟာသူမခင်မောနဲ့တနည်းနည်းနဲ့ပတ်သက်နေလိမ့်မယ်လို့တွေးမိတာကြောင့်ခင်မောထစ်သူပျောက်ဆုံးသွားတဲ့အကြောင်းရင်းကိုသိရဖို့အတွက်သူ့ရဲ့တောင်းဆိုချက်ကိုသဘောတူလိုက်ပါတယ်။အိမ်ရောက်တဲ့အခါအမျိုးသားက9ရက်အတွင်းမှတ်ဉာဏ်ဒီပြန်မရဘူးဆိုရင်သူဟာပျောက်ကွယ်သွားတော့မယ်လို့ပြောပါတယ်။သူမကဘလို့ကူညီပေးရမလဲလို့မေးတဲ့အခါကျွန်တော်မှထူးခြားတဲ့ဝိညာဉ်တချို့နဲ့ပတ်သက်မှုရှိတယ်။သူတို့ရဲ့စံတတွေကိုမင်းကဖြည့်ဆည်းပေးနိုင်ရင်ကျွန်တော်မှတ်ဉာဏ်ဒီပြန်ရနိုင်မယ်လို့သူကပြန်ပြောပါတယ်။အမျိုးသမီးကတော့ဇဝေဇဝါဖြစ်နေပါတယ်။အဲ့ဒီထူးခြားတဲ့ဝိညာဉ်တွေကိုဘယ်မှာရှာရမှန်းသူမှမသိပါဘူး။ဒါပေမဲ့အမျိုးသားကတော့အဲ့ဒီဝိညာဉ်တွေဟာသူမစီကိုအလိုလိုရောက်လာနိုင်မယ်လို့ပြောပါတယ်။နောက်တစ်စက္ကန့်မှာပဲအိမ်ထဲကမီးလုံးတွေတစ်ဖြက်ဖြက်ဖြစ်လာပြီးကြောင်နဲ့တကောင်ရောက်လာပါတယ်။ဒီကြောင်ဟာအမျိုးသားပြောတဲ့ထူးခြားတဲ့ဝိညာဉ်ဆိုတာကိုသူမချက်ချင်းနားလည်လိုက်ပါတယ်။ကြောင်နဲ့လီကသူမရဲ့ဆန္ဒကတော့သူမချစ်ရတဲ့သူကိုနောက်ဆုံးတစ်ခေါက်လောက်တွေးချင်တာပါလို့ပြောပြီးသူမရဲ့ဇလန်းကိုစပြောပါတော့တယ်။ကြောင်နဲ့လီဟာမူလကတာမန်တက်ကလို့ကြောင်သူလေးတယောက်ပါ။တနေ့မှလမ်းသွားလမ်းလာတယောက်ကသူမရဲ့မျက်မှန်ကိုတိုက်ချသွားခဲ့ပါတယ်။သူမဟာမျက်စိအယံမွန်းတဲ့သူဖြစ်တာကြောင့်မျက်မှန်ဘယ်မှာလဲဆိုတာမြင်မရပါဘူး။ဘာလို့ရပါမသိဖြစ်နေတဲ့အချိန်မှာကောင်လေးတယောက်ကမျက်မှန်ကိုကောက်ပေးပြီးသူမလက်ထဲထည့်ပေးခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူမဟာသူ့ကိုချစ်မိသွားခဲ့တာပါ။အဲ့ဒီကောင်လေးဟာကြောင်နဲ့တကောင်ကိုမွေးစားထားတာကြောင့်သူမတေဆုံးသွားတဲ့အခါကြောင်နဲ့တကောင်အဖြစ်အသွင်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။သူမရဲ့ဇလန်းကိုနားထောင်ပြီးနောက်အမျိုးသမီးကသူတို့နှစ်ဦးဘလို့တွေ့ဆုံနိုင်မလဲလို့အမျိုးသားကိုမေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကောင်လေးကဝိညာဉ်တွေကိုမမြင်နိုင်တဲ့တာမန်လူတစ်ယောက်ဖြစ်နေလို့ပါ။အမျိုးသားကမင်းရဲ့မျက်လုံးတွေကသူတို့တွေ့ဆုံဖို့ကြားကနေမိပဲ။ကောင်လေးကလည်းမင်းကလေးကိုတွေ့ချင်နေသူတွေမင်းရဲ့မျက်လုံးတွေကသစင်သူ့ရဲ့ဝိညာဉ်ကိုမြင်နိုင်လိမ့်မယ်လို့ပြောပါတယ်။ဒါကြောင့်အမျိုးသမီးကမင်းကလေးကိုကူညီဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့သူတို့အကြောင်းကိုရောက်တဲ့အခါကောင်လေးဟာကျောင်းမှာအယမ်းနာမဲ့ကြီးနေပြီးကျောင်းသူတွေအများကြီးကသူ့ကိုဝိုင်းဝန်းပြီးရီစားစကားပြောနေကြတာကိုတွေ့လိုက်ရပါတယ်။အမျိုးသမီးဟာကောင်လေးစီသွားပြီးသူမကအဲ့ဒီမင်းကလေးရဲ့တငယ်ချင်းမှလို့ပြောကသူ့ကိုကဖေတစ်ခုစီခေါ်သွားပါတယ်။နေ့တိုင်းသူ့ကိုဝိုင်းနေတဲ့မင်းကလေးတွေထဲမှာသူကြိုက်တဲ့သူရှိလားလို့မေးတဲ့အခါကောင်လေးကခေါင်းခါပြီးမရှိဘူးလို့ဖြေပါတယ်။ဒါကြောင့်အမျိုးသမီးကကောင်လေးဟာအဲ့ဒီမင်းကလေးကိုမချစ်ဘူးလို့ကောက်ချက်လိုက်ပါတယ်။ကောင်လေးကမင်းကလေးဘယ်မှာရှိနေတယ်လဲဆိုတာကိုမေးဖို့ကြိုးစားပေမဲ့သူမကတော့ထပ်သွားနေပါလိမ့်။အမျိုးသားကဘာလို့လက်ရှော့လိုက်ကလဲလို့မေးတဲ့အခါအမျိုးသမီးကကောင်လေးမှာထူးချွန်တဲ့မင်းကလေးတွေအများကြီးရှိနေလားသူကဒီလိုတာမန်မင်းကလေးကိုဘယ်ကြိုက်ပါမလဲသူကမချစ်ဘူးဆိုရင်သူတို့တွေ့တာဟာအသေးပဲမရှိဘူးမင်းကလေးကတော့သူမကိုအဖိမတင်ပါဘူးသူမတေဆုံးသွားတဲ့အခါကောင်လေးနဲ့ထာဝရခွဲခွာရမယ့်ကံကြမ္မာကိုလက်ခံထားပြီးသားပါကောင်လေးကသူမကိုမတွေ့ချင်ဘူးဆိုရင်သူမဘလောက်စ조사ပါစေသူမရဲ့ဝိညာဉ်ကိုမြင်အောင်ပြနိုင်မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲကြောင်နဲ့လေးလက်ကိုထဲဟာတဖြည်းဖြည်းမေးတင်ပြောက်ကွယ်သွားတာကိုအမျိုးသမီးသတိထားလိုက်ရပါတယ်မင်းကလေးရဲ့မျှော်လင့်ချက်တွေပျက်စီးသွားပြီဆိုရင်သူမရဲ့ဝိညာဉ်ဟာထာဝရပြောက်ကွယ်သွားတော့မှာပါဒါပေမဲ့သူတို့အားလုံးအံ့ဩသွားတာကိုကောင်လေးကရုတ်တရက်ပြေးလာပြီးမင်းကလေးရဲ့နာမည်ကိုအော်ခေါ်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့မင်းကလေးရဲ့ဝိညာဉ်ဟာချက်ချင်းပြန်လဲစူးစီးသွားပြီးသူမ